Venezuela လီပိုင်နက်ကိုပိတ်ထားပြီလို့ယူဆတဲ့ကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့မှတ်ချက်စကားဟာတရားမဝင်မျှတမှုမရှိတဲ့နယ်ချဲ့ဝါဒကိုထင်ဟပ်စေတဲ့နောက်ထပ်ရန်လိုမှုဖြစ်ကြောင်း Venezuela ကဆွဆွဲခဲ့ပါတယ်။အမေရိကန်ဟာတခြားနိုင်ငံတစ်ခုရဲ့လီပိုင်နက်ကိုတရားဝင်လုပ်ပိုင်ခွင့်မရှိပါဘူး။ဒါပေမဲ့အွန်လိုင်းမှာထရန့်ရေးသားခဲ့တဲ့မှတ်ချက်စကားကြောင့် Venezuela မှာလေကြောင်းတည်ယူပို့ဆောင်ရေးဆိုင်ရာမရေရာမှုတွေလေကြောင်းလိုင်းတွေက Venezuela လီပိုင်နက်ကိုရှောင်ကွင်းပြန်တန်းတာမျိုးတွေအကျိုးဆက်ဖြစ်ရှိလာနိုင်ပါတယ်။ Venezuela ကနေအမေရိကန်စီတရားမဝင်မူရစ်စီမှောင်ခိုတင်သွင်းနေတဲ့ဆိုတဲ့ဆွဆွဲချက်နဲ့ကာရီဗီယန်ပင်လယ်ပြင်မှာဒါဇင်နဲ့ချီများပြားတဲ့ Venezuela ဆက်လီတွေကိုလည်းအမေရိကန်စစ်တပ်ကတိုက်ခိုက်ဖျက်ဆီးခဲ့ပြီး Venezuela သမ္မတနီကိုလတ်မာဒူရိုကိုဒေါ်လာသန်း90စုငွေနဲ့ဖမ်းဝရမ်းထုတ်ထားခဲ့ပါတယ်။အင်ဖြူတော်ကတော့သမ္မတရဲ့မှတ်ချက်နဲ့ပတ်သက်ပြီးဘာမှဖြေရှင်းချက်ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။ Venezuela နဲ့ပတ်သက်ပြီးထရန့်ရဲ့အဆင်ခြင်မဲ့တဲ့လုပ်ရက်တွေကအမေရိကန်ကိုစရိတ်ကြီးမားတဲ့နောက်ထပ်စစ်ပွဲတစ်ခုဆင်နွှဲရမယ်ဆိုတဲ့အခြေအနေနဲ့ပိုပြီးနီးကပ်လာနေစေတယ်လို့ဒီမိုကရက်တစ်ပါတီရဲ့အထက်လွှတ်တော်အမတ်ကလူမှုကွန်ရက်မှာရေးသားခဲ့ပါတယ်။